AI လို့ AI လို့ငါချစ်တဲ့လူကငါ AI နဲ့ငါဖတ်ချင်တယ်လို့ဖတ်မလို့အောင်ရဲလေးကငါချစ်ဦးလေသူနဲ့ငါနဲ့ emoji တွေပါတယ်နဲ့တစ်ချိန်လုံးကအဲ့လေစင်ဒရလာနဲ့မင်းသားလေးပေါ့အဲ့ငါလေးအဲ့ငါလေးငါဘယ်သူပုံလိုက်နေရမှာငါမငါ AI နဲ့လောက်တာလေအဲ့ငါလေး AI နဲ့စင်ကာပူနဲ့မြန်မာနိုင်ငံနဲ့ကိုငါဘယ်လိုပြေးဖတ်မှာလဲပြောအဲ့လာ AI ကစားရှင်းသွားမရှင်းတာဓာတ်ပုံတွေကကောင်မလေးကဟိုကောင်မလေးလို့ထင်တာမဟုတ်ဘူးငါပုံငါလည်းအဲ့ဒီမင်းသားအိမ်မှာလုတ်တဲ့အင်ကူမဟုတ်ဘူးငါစင်ကာပူကအင်ကူစင်ကာပူမှာအလုပ်လုပ်တဲ့အင်ကူနော်မြန်မာနိုင်ငံကအင်ကူမဟုတ်ဘူးဟိုကောင်မလေးနဲ့ငါနဲ့တယောက်တည်းမဟုတ်ဘူးဟိုကောင်မလေးကဟိုကောင်မလေးငါအဲ့မင်းသားအိမ်ကအင်ကူမဟုတ်ဘူးဟေးရရှင်းနေရှုံနေတယ်တော်မရှင်းတော့တာနောက်ဆုံးသူကသူမဟုတ်ဘူးသူကလည်းသူမဟုတ်ဘူးသူနဲ့ကအတူတူမဟုတ်ဘူးသူကတယောက်နှစ်ယောက်သူကငါသူကငါမဟုတ်ဘူးသူနဲ့မင်းသားနဲ့ကလည်းမဟုတ်ဘူး AI သူနဲ့မင်းသားနဲ့ကလည်းမဟုတ်ဘူး AI သူကငါမဟုတ် तू ကသူ AI နောက်ဆုံးက AI ကမှလည်းဆိုတော့ကုန်ကြဘယ်ရတဲ့ခါရဲ့အတူဆူတောင်းမယ်နောက်ဝတိတာမင်းကိုအောင်ရင်လေးနဲ့တူလို့လည်းပြောနေတယ်ဟုတ်လားဟုတ်လားတူလားတူချင်းတူမှာပေါ့ဗျာတူချင်းတူမှာပေါ့မင်းနဲ့အောင်ရင်လေးနဲ့ဘယ်သူပိုးချောလောက်လဲကျွန်တော်ပူချောမှာဟုတ်ကောင်းပူချောဟိုကောင်ကပိုးချောမလားမင်းကပိုးချောမလားဟုတ်လားမင်းစိတ်တယ်ဘယ်လိုထင်လဲတော့ပူချောလို့ထင်အေးပေါ့မင်းကပဲပိုးချောမှာပေါ့နော်မင်းအဲ့ဒါမင်းဘာဒီစားတာလဲမင်းသူ့လိုမျိုးမင်းချောအောင်လို့ကျင်းစော့တယ်ပြီးတော့ဝါလုံးတယ်အလေးလုံးနေမှစားတာကြတော့ကျုပ်နဲ့ခေါ်ပြီးနေပဲစားကျုပ်နဲ့ခေါ်ပြီးနေထမင်းမစားဘူးလားမင်းမစားဝိတ်ချိုင်ထမင်းမစားမင်းဝိတ်ကြတာလားဟောကူကအေးပေါ့အောင်ရင်လေး